အားလုံးပဲမြင်လာပါကျွန်တော် grade 12 2 share online class ကိုဆက်လက်ပြီးတော့တွားရအောင်ဒီသင်ခန်းစာလေးကတော့chapter 2025မိကုံဟောင်းနေသင်နေတာဖြစ်ပါတယ် section A ရဲ့ nnumber 20ကိုဆက်ရောက်ပါပြီဒီမှာ the equation of the parabola ရဲ့ equation လေးကိုဆက်တော့ပြထားတာက y equal ka square ဆိုပြီးတော့ပြထားတယ်ပြီးတဲ့အခါမှာတဲ့ a contain သူ့မှာပါဝင်တာအဲ့ဒီ parabola လေးဖြတ်သန်းကြတဲ့ဖြတ်မှတ်လေးက 8,2 လို့သူပြောထားပါတယ် the equation of the directrix အဲ့ဒီဆိုတော့အဲ့ဒီ equation ရဲ့ directrix ကိုဆက်လိုချင်တာဖြစ်ပါတယ် ABCD တွေရဲ့၄ခုတည်းတစ်ခုရွေးပေးရုံပါပဲအဲ့တော့ဆက်တော့ဘာဆက်လုပ်မလဲဆိုလို့ရှိရင်အရင်ဆုံးအနေနဲ့ဆိုဒီမှာသူပေးထားတဲ့ကောင်က equation ကy equal ka square ဆက်သိထားမှာတစ်ခုရှိတယ်ဘာလို့ရှိရင်ဒီမှာရှိတဲ့ 8,2 ဆိုတဲ့အမှတ်ကလေးကဒီ parabola ဖြတ်သန်းသွားတဲ့အခါမှာဒီအမှတ်လေးဒီ parabola ရဲ့ equation ကိုပြည်လည်စေတဲ့အခါမှာအဲ့တော့ဒီမှာဒီ h ရဲ့နေရာမှာဒီ8 coordinate 8ထည့်လို့ရတယ် y coordinate 2ကိုကြာဒီနဲ့လာထည့်လို့ရတာဖြစ်ပါတယ်အဲ့ဆိုတော့ဒီမှာထည့်လိုက်ပါမယ်နော်အဲ့တော့ဗာထည့်မယ်ဆိုလို့ရှိရင်ဒီနေရာမှာလေးမှာပေါ့နော် y ရဲ့နေရာမှာထည့်ပါလေဒါ8 y ရဲ့နေရာမှာ2ထည့်လိုက်တယ် y ရဲ့နေရာမှာ 2k ရဲ့နေရာ k ပဲ a ရဲ့နေရာမှာထည့်ပါလေ a ရဲ့နေရာ8ထည့်လိုက်တယ် h square ပေါ့ဒါဆိုရင်ဆက်တော့ねသူ့ကိုဆက်ပြီးတော့ရှင်းလိုက်တဲ့အခါမှာ2 into ဆိုတော့ဗာရသွားမယ်ဆိုရင်ဒီမှာဆိုဒီဘက်နှစ်ခုမြောက်တဲ့အခါ8864တွေ့တယ် 64k လို့ရသွားဒါဆိုလို့ချင်း k တန်ဖိုးလာရသွားမယ်ဆိုရင်နောက်ဆုံး k တန်ဖိုးဒီဒီဘက်သွားတဲ့အခါမှာဆက်တော့နေပြီးတော့နေ့နဲ့မှာရှင်းတဲ့အခါမှာ1 1 3 4 6နေ့နဲ့လေး32ပေါ့တော့1 32ဆိုပြီးတော့ k တန်ဖိုးဆက်တော့ရသွားတာဖြစ်ပါတယ်အဲ့တော့ k တန်ဖိုးရသွားပြီဆက်တော့ဒါပြီးသွားပြီလားဆိုမှပြီးသေးဘူးအဲ့ဒီ k တန်ဖိုးနေရာမှာသွားစားသွင်းမှာဒီမှာဆက်တော့ဒီမှာဒီ k equal ဒါလေးပေါ့ဆိုဒီ k ရဲ့နေသွားစားသွင်းမှာဖြစ်ပါတယ်အဲ့တော့ဒီ k တန်ဖိုး1 32လေးကိုဒီ k ရဲ့နေမှာသွားပြီးတော့စားသွင်းလိုက်တဲ့အခါမှာဆက်တော့ဖြစ်သွားတာကဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင် y equal 1 32ဆိုတော့ဒီမှာ a square လို့ဆက်တော့ဖြစ်သွားတယ်အဲ့ဒါကိုဆက်တော့နေပြီးတော့ဘယ်သူနဲ့နှိုင်းရှင်းမလဲဆိုလို့ရှိရင်ဆက်တော့သိခဲ့တဲ့ဆို y equal ဆိုတော့ဒီမှာနော်အဲ့မှာ y square equal 4b8 နဲ့နှိုင်းရှင်းမလား a square equal 4by နဲ့နှိုင်းရှင်းမလားဆိုစဉ်းစားကြရအောင်အဲ့ဒီမှာသူ့ကိုဆက်ဖြည့်ရှင်းကြည့်မယ်အဲ့ဖြည့်ရှင်းကြည့်မယ်ဆိုလို့ရှိရင်ဆိုတော့ဒီမှာတိုက်ရုပ်တစ်ဖက်ပို့လိုက်တယ်ပြီးသွားတဲ့ခါမှာ a square ဒီဘက်လာတဲ့ခါမှာသူ့ကိုရှင်းတဲ့ခါမှာဒီကရသွားတာက sorry ဒီကနေပြီးတော့ဒီကောင်လေးကိုရှင်းလိုက်လို့ရသွားတာကဆိုဒီမှာ a square equal 32y ပေါ့နော်ဒါလည်းမထင်နဲ့နော်ဒီကလေးဒီဘက်ပို့လိုက်တာဒါဒီဘက်ပို့လိုက်တဲ့ခါမှာ a square 32y ဒါအောင်ဆိုဒီမှာ a square 32y ဆိုတဲ့အတွက်ဒီကောင်နဲ့နှိုင်းရှင်းတော့မှာပေါ့ဆိုတော့ဒီမှာ compare လုပ်လိုက်တယ် a square equal 32 4by နဲ့နှိုင်းရှင်းလိုက်တဲ့အခါမှာa square ဒီမှာ p တန်ဖိုးပေါ့ 4p က32ရတယ် 4p က32ဒါဆိုလို့ရှိရင် p တန်ဖိုးဒီဘာရတော့8လို့ရသွားတာပေါ့အဲ့ဒီမှာဆိုတော့ကြည့်လိုက်တဲ့အခါမှာ a square ကို 4py ဆိုတဲ့အတွက်ဒါဆိုတော့ y တက်ထက်ဆိုလို့ရှိရင်ဒီမှာရှိတဲ့ parabola ဒီ y ဝင်ရိုးမှာဖြစ်ပေါ်နေလိမ့်မယ် y ဝင်ရိုးရဲ့အပေါ်ပိုင်းနဲ့အောက်ပိုင်းနဲ့တိသွားကြည့်နေတယ်ဆိုရှေ့သွားကြည့်တဲ့အခါမှာ plus 4p ဒီမှာ plus 4p မို့ဆိုတော့နေတော့ y ဝင်ရိုးရဲ့အပေါ်ပိုင်းမှာဖြစ်နေတဲ့ parabola ရမှာဖြစ်ပါတယ် y ဝင်ရိုးရဲ့အပေါ်ပိုင်းကိုဖြစ်တဲ့ပုံရိုက်မယ်အဲဒီမှာ bar တက်ရှိမယ်ပေါ့အဲ့တော့ bar တက်ဒီ 0,0 မှာရှိမယ်ဒီဘက်မှာ focus ရှိမယ်ဒီဘက်မှာ directrix ရှိနေတယ်မှာပေါ့နော်အဲ့လိုစဉ်းစားတဲ့အခါမှာ focus ကိုလိုချင်တယ် focus ကိုလိုချင်တယ်ဆိုလို့ရှိရင်ဒီမှာကြည့်တာ y ဝင်ရိုးပေါ်မှာဆိုလို့ရှိရင်y ဝင်ရိုးပေါ်မှာ y တန်ဖိုးပဲရှိတယ်8တန်ဖိုးမရှိဘူးဒါဆိုလို့ရှိရင် focus တဲ့8 coordinate က0ဖြစ်သွားမယ် y coordinate က plus b လား minus b လားဆရာစဉ်းစားမယ် plus b လား minus b လားသိချင်တယ်ဆိုလို့ရှိရင်ရှေ့သွားကြည့်တယ်ရှေ့ကဒီမှာ plus မို့ plus b ဒါဆိုရှင် focus က0 plus b ဖြစ်ပါတယ် minus b မဟုတ်တော့ဘူးရှေ့က plus မို့ plus b ဖြစ်သွားတယ်အဲ့တော့ focus ဒီဆိုတော့ focus ဒီ 0,b ပေါ့ဖြစ်သွားတယ်အဲ့ဆရာလိုချင်တာ focus ကိုလိုချင်တာမဟုတ်ဘူး directrix ကိုလိုချင်တာdirectrix ကိုလိုချင်တယ် dir ECDRIH directrix ကိုလိုချင်တယ်ဆို directrix ကဘယ်လိုရှိခဲ့လဲဆိုဒီမှာကြည့်လိုက်တဲ့အခါမှာဒါ x coordinate က0 y coordinate က b ဒါဆိုရင် y coordinate မှာ p ရှိလို့ y လို့ဒီမှာရေးလိုက်မယ်အဲ့မှာရှိတယ်ဆိုတော့ p ကိုလက္ခဏာဆက်ကြည့်မှပြောလိုက်တယ် y equal -b အဲ့တော့ y က y ပဲဒီ p တန်ဖို့ဒီမှာ8ရတယ်ဒါ -8 ဖြစ်သွားတယ် y equal -8 ပဲဒါဆိုဆရာတို့အဖြေမှန်နေနဲ့ဒါဆိုဆရာတို့လိုချင်တဲ့အဖြေမှန်ဒီ y equal -8 y equal -8 ဘယ်မှာရှိတယ် နံပါတ် b ပေါ့အဲ့တော့အဖြေမှန်နံပါတ် b ကိုဆရာတို့ရွေးရုံပါပဲအဲ့နားလည်မထင်ပါဘူးလောက်ပဲ